အခါနေချင်းခရိယံဖွဲ့ချိုးရဲ့အသင်းတော်တစ်ပါးဖြစ်တဲ့ဘာချီရဲ့နေချင်းအသင်းတော်သာသနာရောက်ရှိလာတဲ့နေ့တရားပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းဂျူဘလီပွဲတော်မှာလာရောက်ပြီးတော့မေတ္တာရဖွဲ့ရတဲ့အခွင့်နဲ့တူကျေးဇူးတော်ချီးမွမ်းခြင်းမှာတူတူကပါဝင်ခွင့်ရတဲ့အတွက်ဖိတ်ခေါ်ပေးတဲ့ဒါအဖွဲ့ချုပ်ကတာဝန်ရှိတဲ့လူတွေတင်းတော်ကတာဝန်ရှိတဲ့ဆရာဆရာမတွေအားလုံးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြလုပ်ပါတယ်ကျွန်တော်တို့တာရဏနှစ်တရားပြည့်တဲ့ဒီဂျူဘလီပွဲတော်ကြီးကိုယခုလိုခန္ဓာကြီးကျယ်စွာကျင်းပပြုလုပ်ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဘုရားသခင်ကိုအထူးပဲချီးမွမ်းပါတယ်မြန်မာနိုင်ငံနေချင်းခရိယံအသင်းချုပ်ကိုစားပေါ့လေအဖွဲ့ချုပ်18ပါးနဲ့တရက်ဆက်တွေ့တဲ့အသင်းတော်နှစ်ပါးကိုစားဒီဂျူဘလီပွဲကိုဂုဏ်ပြုပါတယ်ဂုဏ်ယူပါတယ်ဆိုတဲ့အကြောင်းလဲဒါဖော်ပြချင်ပါတယ်ကျွန်တော်တို့ဒီနေ့ဟာဘုရားသခင်ကျွန်တော်ကိုစီရင်ကျင်းပပေးတဲ့နေ့ရက်ဖြစ်တယ် This is the day that the Lord had made for us for our churches ဘုရားသခင်ရဲ့ကျေးဇူးတော်တက်တက်ပဲဖြစ်ပါတယ်ကျွန်တော်နေ့တရားပြီးလာပြီးဒီအချိန်ထိဘုရားရှင်ကျွန်တော်တို့ပို့ဆောင်ပေးတယ်ကောင်းချီးပေးတယ်ကျွန်တော်ကိုရှင်သာရတဲ့အခွင့်ကိုပေးတယ်အင်မတန်မှခက်ခဲတဲ့အချိန်ကာလထဲမှာယူဘီလနှစ်တရားပြီးကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ကိုယခုလိုကောင်းမွန်ကျေးဇူးတော်ချီးမွမ်းရတဲ့အခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးတာဟာအံ့ဩဖွယ်အရာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပမနာအနေနဲ့ဥစွာဖော်ပြလုပ်ပါတယ်အချိန်ဘယ်လောက်ရလဲမသိဘူးနှစ်တရားဆိုတော့လေမိနစ်100လောက်ကျွန်တော်အချိန်ယူဖို့ပြင်ဆင်ထားတော့ညာလည်းပဲဖျားရှင်ဖော်ပြပေးတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့အချိန်နဲ့ငယ်အတွင်းမှာကျွန်တော်တို့သူတို့ကဆင်ခြင်ခွန်အားယူပြီးတော့နေ့တရားအလုံးတာသနာခေကိုဆက်လက်ပြီးတော့ပါဝင်ဆက်ကပ်ဖို့ရအတွက်ဖော်ပြချင်ပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ဆရာအာရုံကျွန်တော်ကိုပို့ပေးတဲ့ဒီခေါင်းစဉ်ကိုကျွန်တော်ကျမ်းချက်တွေကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာဒီကျမ်းချက်ပေါ်မှာပဲကျွန်တော်ကအခြေပြုပြီးတော့ဒီနေ့ကျွန်တော်တရားဒေသနာကိုဝင်မြခြင်းဖြစ်ပါတယ်ခေါင်းစဉ်ရွေးထားတဲ့အရာကဘာလဲဆိုလို့ရှိရင်စုံလင်တော်အသင်းတော်အဖြစ်တော်ဆိုတဲ့ဒီခုနဖော်ပြတဲ့ဟေဘရဲခန်းကြီး6အငယ်1ကနေနေ့ထဲမှာဖော်ပြတဲ့အရာလေးကိုကျွန်တော်ကအခြေပြုပြီးတော့သူတို့ကခွန်အားယူဖို့ဖော်ပြချင်ပါတယ်ဖျားသခင်ရဲ့တာသနာကကဘာဦးကနေစတာဖြစ်ပါတယ်ကဘာဦးကနေစတာဖြစ်ပါအစဦး၌ဖျားသခင်ဒီကောင်းကင်နေမြင်ကြီးကိုဖန်ဆင်းတော်မူ၏ဆိုတဲ့ဒီကဘာဦးချမ်းခန်းကြီး1အငယ်1ကနေစပြီးတော့ဖျားသခင်ကသူ့ရဲ့သာသနာကိုအစပြုခဲ့တာဖြစ်ပါတယ်ဆိုတော့အသင်းတော်အစကဘယ်ကစတယ်လဲအသင်းတော်အစကခရစ်တော်ကဖြစ်ပါတယ်ခရစ်တော်ရဲ့အသွေးတော်ခရစ်တော်ရဲ့ကယ်တင်ခြင်းအမှုတော်ကနေပေးလာတဲ့အသင်းတော်စပြီးတော့တည်ထောင်တဲ့ခရစ်တော်ကနေပြီးတော့ကျွန်တော်ရဲ့အသင်းတော်ကိုစလာခြင်းဖြစ်ပါတယ်အဲဒီကနေစပြီးတော့ခရစ်တော်ရဲ့သာသနာသူရဲ့တပည့်တော်တွေရှင်ပေတရုယောဟန်ယာကုပ်ကနေစပြီးတော့ဒီသာသနာကိုအစပြုလာတဲ့အခါမှာကျွန်တော်နှစ်ချင်းသာသနာက1600ကျော်မှာဒါဂျွန်စမစ်ကဥဆောင်ပြီးတော့နှစ်ချင်းသာသနာကိုဒါအစပြုခဲ့တာဖြစ်ပါတယ်1600မှာနှစ်ချင်းသာသနာကိုကျွန်တော်အစပြုလာတော့ညာလည်းပဲမြန်မာပြည်မှာကျွန်တော်နှစ်ချင်းသာသနာက1813ခုနှစ်မှာဆရာကြီးယူဒတန်အားဖြင့်နှစ်ချင်းသာသနာကမြန်မာပြည်ကို1813ခုနှစ်မှာအစပြုခဲ့တာဖြစ်ပါတယ်1813ခုနှစ်ဆရာကြီးယူဒတန်အားဖြင့်တောင်တန်းဒေသမြေပြမချသာသနာလုပ်ငန်းကိုဆောင်ရွက်တဲ့အခါမှာရှမ်းပြည်အရှေ့ပိုင်းကိုရောက်လာတဲ့သာသနာက1890ပတ်ဝန်းကျင်မှာဒီရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ကိုအခြေချပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အဖွဲ့ချုပ်၄ခုရှိတဲ့
နောင်ဖန်တာဒနာဝင်းဆိုတဲ့နေရာမှာဒါကျွန်တော်တို့ရဲ့ဒါဝီလျံမက်ကက်ဆီယန်ဆရာကြီးထရက်ဖော့တို့ကနေပြီးတော့ဒီစော်ဘွားရှမ်းစော်ဘွားစီမှာတွားပြီးတော့မြေနေရာတွေတောင်းဆိုတဲ့အခါမှာမြို့အစုံမှာရှိတဲ့ဒီနောင်ဖာတာဒနာဝင်းကိုဒီနှစ်ချင်းတာဒနာအတွက်အသုံးပြုခွင့်ကိုပေးတာဒီနေ့ကျွန်တော်တို့အဲ့ဒီနောင်ဖာတာဒနာဝင်းထဲမှာရှိတဲ့အဖွဲ့ချုပ်တွေကဒီကျွန်တော်တို့နှစ်ချင်းတာဒနာအစပြုခဲ့တဲ့ဆရာကြီးတွေရဲ့ပေးခဲ့တဲ့အမွေတွေဖြစ်တယ်ကျွန်တော်တို့ဝယ်ယူထားတဲ့အရာမဟုတ်ဘူးကျွန်တော်တို့ရှာဖွေထားတဲ့အရာမဟုတ်ပါဘူးနှစ်ချင်းတာဒနာဘိုးဘေးတွေကနေလက်စိတ်ကမ်းပြီးတော့ကျွန်တော်တို့ပေးခဲ့တဲ့ဒီမီနေရာကနေစပြီးကျွန်တော်တို့ကိုအမွေတွေပေးထားခဲ့တဲ့အရာတွေဖြစ်ပါတယ်ဒီလိုပဲ1890ကနေဆရာကြီးဝီလျံမက်ကက်ဆီယန်တို့ဆရာကြီးထရက်ဖော့တို့ဒါအမေရိကန်တာဒနာပြုဆရာကြီးတွေကတာဒနာကိုလှုပ်ဆောင်တဲ့အခါမှာလာဟူလူမျိုးက1904ခုနှစ်မှာပထမဦးဆုံးယုံကြည်သူအနေနဲ့ဂျရှဲပူတောင်ကဒါနှစ်ချင်းမင်္ဂလာခံယူခဲ့တာဖြစ်ပါတယ်အခါလူမျိုး1906ခုနှစ်ခုနှစ်မှာဆရာကြီးနိုးဝေရဲ့အဖေကနေပြီးတော့စပြီးတော့ဒါနှစ်ချင်းမင်္ဂလာခံယူခဲ့တာတာဒနာကိုစခဲ့တယ်ဆိုတာကျွန်တော်တို့ဒါတမိုင်းကြောင်းလေးနည်းနည်းလေးဖော်ပြချင်ပါတယ်ဒါကြောင့်မြန်မာပြည်ရဲ့တာဒနာအစကဘယ်သူလဲဆိုလို့ရှိရင်ဆရာကြီးယူဒတန်ဖြစ်တယ်နှစ်ချင်းတာဒနာကျွန်တော်ရှမ်းပြည်ကိုရောက်လာတဲ့နှစ်ချင်းတာဒနာကဆရာကြီးဝီလျံမက်ကက်ဆီယန်နဲ့ပြီးတဲ့အခါမှာဆရာကြီးထရက်ဖော့နဲ့ပြီးတဲ့အခါမှာဆရာကြီးပေါလူဝစ်တို့ဖြစ်ပါတယ်ဆိုတာဖြစ်ဒါကျွန်တော်တို့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ရှမ်းတွေဝါတွေအာခါတွေလာဟူတွေရဲ့ပထမဦးဆုံးသောတာဒနာအစဖြစ်ခဲ့တယ်ဆိုတာဖော်ပြချင်ပါတယ်အဲ့ဒီကနေစပြီးတော့ဒီနေ့အဲ့ဒီဆရာကြီးထရက်ဖော့ကနေစပြီးတော့တာဒနာလုပ်ငန်းကိုဆောင်ရွက်တဲ့အခါမှာဒီနေ့ဆရာထွန်းကျော်နော်ဒီနေ့ကျွန်တော်တို့ရဲ့ဘာချေရဲ့ဒါပထမဦးဆုံးတာဒနာရောက်ရှိလာတဲ့ဆရာကြီးထွန်းကျော်ကနေဒီတာဒနာ mission တာဒနာပြုတွေဆေလွတ်တဲ့ဒီဘာချေကိုဆေလွတ်ပြီးတော့တာဒနာရဲ့အစဒါဖြစ်လာခဲ့တယ်ဆိုတာဒါတမိုင်းကြောင်းလေးနည်းနည်းလေးပြန်ပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ရှေးဘိုးဘေးခေါင်းဆောင်တွေရဲ့စက္ကအစေခံခြင်းသူတို့ရဲ့တာဒနာပြုခြင်းအားဖြင့်ဖြစ်တည်လာတဲ့အာခါအဖွဲ့ချုပ်အထက်မှာပထမဦးဆုံးတော့အသင်းတော်လို့ပြောလို့ရတဲ့ဒီဘာချေနှစ်ချင်းအသင်းတော်မှာနှစ်တရာပြည့်ဂျူဘလီပွဲကိုကျင်းပပြုလို့ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဂျေဇုတော်ချီးမွမ်းခြင်းပဲဖြစ်ပါတယ်ဘိုးဘေးတွေဒီလောက်ထိဆက်ကပ်ပြီးအခုနပြောတဲ့ဆရာကြီးတွေတဆင့်ပြီးတဆင့်ကျွန်တော်တို့ကိုကောင်းမွန်တဲ့လမ်းပေါ်မှာကျွန်တော်တို့မတိုးတက်တဲ့တောင်ပေါ်ဒေသကရှမ်းတွေလာဟူတွေအာခါတွေဝါတွေနော်ပစိုးတထဲအင်ဂျီတထဲနေခဲ့ရတဲ့နေရာတွေဘဝနေစပြီးတော့တိုးတက်လာအောင်ကြီးထွားလာအောင်ဖွံ့ဖြိုးလာအောင်လှုပ်ဆောင်ခဲ့တဲ့တာဒနာပြုဆရာကြီးတွေရဲ့စက္ကအစီခံခြင်းကိုကျွန်တော်တို့ကဒီနေ့ဂျေဇုတင်တယ်လို့ဖော်ပြရင်းနဲ့ဂျေဇုတော်ချီးမွမ်းနေခြင်းပဲဖြစ်ပါတယ်။ဟိုဆာလံ106ခုထဲမှာကျွန်တော်တို့ရွေးချယ်ထားတဲ့ဆာလံ106မှာကျွန်တော်တို့အပေါ်မှာဘုရားသခင်ပြုထားတဲ့အံ့ဩဖွယ်ရာအမှုအရာတွေကိုရေတွက်လို့မကုန်နိုင်အောင်များပြားလွန်းလာပါတယ်။ပြောလို့မကုန်နိုင်အောင်ခုနကကျွန်တော်တို့ဆရာကြီးအဖို့တရာရဲ့မြင်းလာတားလာကြာဒါကပြောတဲ့ဟာပြောလို့မကုန်နိုင်ဘူးတားမြတ်ဆရာတို့ခဏနားပါဦးပြောရတဲ့အထိကိုပြောဆရာတွေအများကြီးရှိတယ်ဆရာတို့လည်းပြောချင်တဲ့အရာတွေအများကြီးရှိမယ်အခါဖွဲ့ချုပ်တို့လည်းပြောဆရာတွေအများကြီးရှိမယ်ပြောလို့မကုန်နိုင်အောင်မတန်တယ်လို့မကုန်နိုင်အောင်ဒီနေ့တရားအဲမှာဖြစ်ပြလာတဲ့အရာတွေကိုကျွန်တော်တို့ကတစ်ခုပြီးတစ်ခုရေတွက်ပြီးတော့ဘုရားသခင်ကိုဒီနေ့ကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်တော်နိုကျိုးစွာနှိတ်ချစွာဘုရားသခင်ရှေ့မှာဂျေဇုတင်နေခြင်းတာဖြစ်ပါတယ်ဂျေဇုတော်ချီးမွမ်းခြင်းရစ်တယ်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့ရစ်ဖြစ်တယ်ဆာလံ90အငယ်23ထဲမှာဖော်ပြထားပါတယ်ဘာကြောင့်ဘုရားသခင်ကဒီလောက်များတဲ့ကရင်လူမျိုးထဲမှာအဘိုးတရာထူးကျော်ကိုရွေးရတယ်လေကျွန်တော်စဉ်းစားဖို့လိုတယ်ဘာကြောင့်အဘိုးတရာထူးကျော်
ရောက်လာတဲ့အခါမှာဘာလို့ဘာချီရဲ့အသင်းတော်ကိုဖယားသခင်ကပို့ဆောင်ပေးတယ်လဲတခြားအခါတွေမရှိဘူးလားတခြားရွာတွေမရှိဘူးလားဘာကြောင့်ဒီရွာကိုရွေးရတယ်လဲ This is not accident ဒါတိုက်ဆိုင်မှုမဟုတ်ဘူးဖယားသခင်ကတေချာစီမံဆောင်ရွက်ထားတဲ့အရာဖယားသခင်ရဲ့စီမံချက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ယောသားစွာကိုခံပြီးတော့ဂျေဇုတော်ချီးမွမ်းနေခြင်းဖြစ်ပါတယ်ဆိုတာအောင်ပွဲကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အင်မတန်မှကောင်းမြတ်တဲ့ဘုရားသခင်ဒီနေ့ကျွန်တော်တို့အခါလူမျိုးထဲမှာဘာချီရဲ့လူရွာလေးထဲမှာလာပြီးတော့လူမျိုးမတူဘာတာမတူစကားမတရွာထဲမှာလည်းမနေရရွာပြည်မှာတဲထုတ်ပြီးနေရတဲ့ဘဝကျွန်တော်ဒီနေ့စဉ်းစားမှာကျွန်တော်တခြားရွာမှာတွားလည်မယ်ဆိုလို့ရှိရင်ရွာထဲမှာပေးမဝင်ရောအပြင်မှာပဲဒီညအိပ်ပါဆိုဘယ်လိုနေမလဲပြမယ်လို့ပြောမဲ့လူတွေကြီးပဲအေးမှာရွာလဲဝေခိုင်းရေလဲမတိုက်ဒီရွာဘာရွာလဲပြန်တော့မယ်အဲ့ဒီစိတ်ထားနဲ့ပြန်မှာကျွန်တော်တို့ဆိုရင်မဟုတ်ဘူးလားဟိုဖုတရာသူမြို့ပြည်မှာတဲမရှိလဲတိပြောင်းမှာနေမှာပဲပထမဆုံးညကတော့ဘယ်လောက်ခက်ခဲမလဲနေပူမိုးရောင်မဆောင်ဒီအရာတွေကိုကျွန်တော်စဉ်းစားပြီးတော့ဒီတော့အဖို့တရာထွန်းကြော်ကနေဖြစ်တည်လာတဲ့အရာတွေကနေစပြီးကျွန်တော်တို့ဒီနေ့ဖြစ်တည်လာတဲ့နေ့တရားတော်တွင်းထဲမှာကျွန်တော်ရရှိလာတဲ့အတီးပွင့်တွေတခုပြီးတခုရေတွက်ချီးမွမ်းပြီးတော့ဘုရားသခင်ရဲ့ဂလောခမလို့ပြောနေတဲ့အရာဖြစ်တယ်အဲ့ဒီနေ့အဲ့ဒီအချိန်ခါမှာအဖို့တရာထွန်းကြော်တာဒီပန်းချရဲ့ရွာကိုမရောက်လာဘူးဆိုရင်ကောဘယ်လိုဖြစ်နေမလဲပေါ့ဆရာကြီးဦးနိုးဝေလည်းအဲ့လိုဖြစ်နိုင်အောင်မလားစဉ်းစားဖို့လိုတယ်ကျွန်တော်အရောက်ရှိစေကြော်ရှိတဲ့ဆယ်တန်းအောင်တဲ့လူကောအဲ့လောက်ထိရှိချင်မှရှိမယ်ဖြစ်ချင်မှလည်းဖြစ်မှာဆိုတော့ဒါတွေအားလုံးကကျွန်တော်တစ်ခုပြီးတစ်ခုရေတွက်ချီးမွမ်းတဲ့အခါမှာဖခင်ရဲ့အောင်းပွေရမှုရာကဒီနေ့ကျွန်တော်ဖတ်ချင်တဲ့အတင်းတော်ပေါ်မှာအခါနှစ်ချင်းအဖွဲ့ချုပ်ပေါ်မှာဖခင်ရဲ့ကောင်းကြီးမင်္ဂလာကအစကနေဖခင်သခင်ကတေချာရွေးချယ်ပြီးစီမံဆောင်ရွက်ထားတဲ့အရာဖြစ်တယ်ဆိုတဲ့ဟာကိုဒီနေ့ကျွန်တော်တို့ကနှလုံးသွင်းပြီးတော့ဒါအရာအလုံးအတွက်ဖခင်သခင်ကိုကျွန်တော်တို့ဒီနေ့ယေရှုတင်နေခြင်းတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပထမချက်ခွန်အားပေးခြင်းပါတယ်ဒုတိယချက်အနေနဲ့ခုနကျွန်တော်ဟေဘဲအခန်းကြီး6အငယ်1ကနေနေကနေဖော်ပြတဲ့အခါမှာနှစ်တရားအလုံးမှာကျွန်တော်ဖာချီရဲ့နှစ်ချင်းအသင်းတော်ဒါမှမဟုတ်အခါနှစ်ချင်းခရစ်ယာန်ဖွဲ့ချုပ်မှာရှိနေတဲ့အသင်းတော်များစုံလင်တဲ့အသင်းတော်အဖြစ်တို့ရောက်ဖို့ရန်အတွက်ကျွန်တော်တို့ဘယ်လိုဆက်လက်တည်ဆောက်သွားကြရမလဲခွန်အားယူဖို့ဖြစ်ပါတယ်ဟေဘရဲ6တိနေ့ကကျွန်တော်တို့ဘာဖော်ပြထားတယ်လဲဆိုလို့ယုံကြည်သူတူးချင်းစီတည်ဆောက်သွားမယ်ဝိညာဉ်အသက်တာကိုဖော်ပြနေခြင်းဖြစ်တယ်ဒီမှာဘာဖော်ပြထားတယ်လဲဆိုလို့ရှိရင်ငါတို့ဒီပြန်၍မတည်ပဲခရစ်တော်ဤဘာသာ၌အစအဦးဖြစ်သောအကြောင်းအရာကိုထား၍စွန့်လင်သောအဖြစ်တို့တဲ့ကြကုန်ဆိုတဲ့တဘောကဘာလဲဆိုလို့ရှိရင်ဒီကျမ်းစာထဲမှာကျွန်တော်တို့ဖော်ပြတဲ့အရာကဘာလဲဆိုတရားနုကိုတရားနုလေးအသက်တာနုတဲ့အသက်တာနုလေးတွေကိုထားခဲ့ပြီးတော့အသက်တာရင့်ကျက်တဲ့အသက်တာကိုတိဆောက်သွားဖို့စုံလင်တဲ့လူဖြစ်ဖို့ဒီအသင်းတော်ကရွေးချယ်ထားတဲ့ဟေဘရဲ6အခန်းကြီး1နှစ်ထဲမှာဖော်ပြနေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာကတဲ့မရင့်ကျက်တဲ့အသက်တာနဲ့အသက်ရှင်ဖို့မဟုတ်ပဲနှစ်တရားဆိုတဲ့အတော်အတွင်းထဲမှာကျွန်တော်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာအများကြီးဖခင်ရဲ့ဖော်ပြထားတဲ့အရာတွေကျွန်တော်အများကြီးရရှိခံစားပြီးတဲ့အခါမှာဆက်လက်ပြီးတော့နှစ်တရားအလုံးမှာကျွန်တော်ယုံကြည်သူတယောက်ချင်းစီရဲ့အသက်တာကစုံလင်တဲ့အသက်တာကိုတိုးပြီးတော့ဆက်ကတည်ဆောက်သွားဖို့ဖြစ်တယ်ဆိုတာဖော်ပြထားတာဖြစ်ပါတယ်တရားနုမရင်ကျဲတဲ့အသက်တာဆိုတဲ့အရာကဘာနဲ့ခိုင်းနိုင်ထားတယ်လဲဆိုလို့ရှိရင်နှုတ်ဆုပ်တဲ့အရွယ်နဲ့ခိုင်းနိုင်ထားတာဖြစ်ပါတယ်ကလေးငယ်တယောက်နှုတ်ဆုပ်တဲ့အရွယ်အမေရဲ့နှုတ်ကိုပဲဆုပ်ပြီးတော့သူကကြီးထွားလာတဲ့အရာကိုပြောတာ
ဒါကဘာလဲဆိုလို့ရှိရင်ဖယားသခင်ကငါ့ကိုချစ်တယ်ဖယားသခင်ကငါ့ကိုပဲကောင်းကြီးပေးတယ်ဖယားသခင်ကငါစကားဖယားကိုပဲငါချစ်တယ်ငါဆိုတဲ့မိမိအတ္တကိုအခြေပြုတဲ့ခရိယာတက်တာကိုအတွက်ပဲဥစားပေးပြီးတော့တိဆောက်တဲ့အသက်တာကိုနှုတ်ဆုပ်တဲ့အရွယ်မရင်ကျဲသေးတော့ခရိယာအသက်တာလို့ဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အသင်းတော်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဘုရားသခင်ကကောင်းမြတ်တယ်ဘုရားသခင်ကိုချီးမွမ်းတယ်ဘုရားသခင်ကိုကောင်းချီးပေးပါဘုရားသခင်ငါ့ကိုချမ်းသာခွင့်ကိုပေးပါဘုရားသခင်ငါ့ကိုပို့ပြီးတော့ချမ်းသာခွင့်ကိုပေးပါဘုရားသခင်ငါ့ကိုလိုလေသိမရှိအောင်ထားပေးပါကျွန်တော်ဆူတောင်းချက်ကနေစပြီးတော့ကျွန်တော်ငါကိုပြောတဲ့အရာတွေအားလုံးကမရင်ကျက်တဲ့ခရိယာတက်တာဖြစ်တယ်လို့ဒါကျွန်တော်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်ကျမ်းမာဖို့ချမ်းသာဖို့တိုးတက်ဖို့အောင်မြင်ဖို့ပဲတောင်းလျှောက်နေတဲ့လူတွေကနှုတ်ဆုပ်တဲ့အရွယ်မတိုးတက်တဲ့အရွယ်ဆိုတဲ့အရာဒီမှာကျွန်တော်တို့ဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်ဒီရှင်ပေါလုဟေဘရဲကိုရေးတဲ့အသက်တာမှာစုံလင်တဲ့အသင်းတော်စုံလင်တဲ့အသက်တာကဘာလဲဆိုစုံလင်တဲ့အရွယ်ရင့်ကျက်တဲ့အသက်တာကကိုရက်တီအသက်ရှင်တဲ့အသက်တာကဘာလဲဆိုသူတစ်ပါးရဲ့အကြောင်းကိုစဉ်းစားပြီးတော့အသက်ရှင်တတ်တဲ့အသက်တာကိုယ့်ရဲ့အသင်းတော်အတွက်ပဲစဉ်းစားပြီးတော့ဖြစ်တည်နေတဲ့မဟုတ်ဘဲနဲ့တခြားအသင်းတော်အတွက်ပါစဉ်းစားပြီးတော့အသက်ရှင်တဲ့အသင်းတော်အဖြစ်တိုးတက်ပြီးတော့တိဆောက်သွားဖို့နှစ်တရာအလုံးမှာဖော်ပြချင်ပါတယ်ကျွန်တော်တို့လူမျိုးဆွဲရှိတယ်အသင်းတော်ဆွဲရှိတယ်လူမျိုးဆွဲရှိကြတယ်အဲ့ဒီအဆွဲတွေကိုကြော်လွန်ပြီးတော့တခြားလူတွေအတွက်ပါတခြားဘာသာတွေအတွက်ပါတခြားလူမျိုးအတွက်ပါကျွန်တော်တို့ကထက်သွင်းစဉ်းစားပြီးတော့ဒီကဘာပေါ်မှာရှိတဲ့ကျွန်တော်တို့အင်းကြီးနာချင်းတွေအားလုံးကအတူတူပဲလားဒီနေ့ကျွန်တော်တို့မြန်မာပြည်မှာခံစားနေရတဲ့အရာအားလုံးလဲကျွန်တော်တို့အတူတူကခံစားနေရတဲ့အရာတွေဖြစ်တယ်ဒီထက်မှကျွန်တော်တို့အတူတူကထွေးပွေပြီးတော့တူထွေးပွေပြီးတော့တူလက်ကမ်းကြိုဆိုပြီးတော့ကူညီချင်းအပြင်ကျွန်တော်ရဲ့အသက်တာကိုကျွန်တော်ရဲ့အသင်းတော်ကိုထပ်ဆင့်ပြီးတော့တည်ဆောက်သွားဖို့ရင်ကျက်တော်စုံလင်တော်အသင်းတော်အဖြစ်ကျွန်တော်တို့ကိုဖော်ပြနေခြင်းဖြစ်ပါတယ်စုံလင်တဲ့အသင်းတော်ဆိုတာတဲ့နှုတ်ကပတ်တရားတမန်တရားအတိုင်းအသက်ရှင်ခြင်းဖြစ်တယ်လှုပ်ဆောင်ခြင်းဖြစ်တယ်လက်တွေ့အသက်တာမှာလက်တွေ့အကောင့်ထဲပေါ်ခြင်းဖြစ်တယ်ခက်ခဲတဲ့အခြေအနေမှာဘုရားသခင်အလိုတော်ဘယ်လိုရှိတယ်လဲဆိုတဲ့ဟာကိုကျွန်တော်အတူတူကရှာဖွေမယ်အမားနဲ့အမှန်အတုနဲ့အစစ်ကိုကျွန်တော်ခွဲခြားမယ်တမန်တရားအတိုင်းကျွန်တော်ကအသင်းတော်မှာမရပ်တည်ပြီးတော့အသက်တာကိုဆက်လက်ပြီးတော့စုံလင်တဲ့အသက်တာကိုတည်ဆောက်သွားဖို့ဖြစ်ပါတယ်ဒီနေရာမှာနှစ်တရာပြည့်ဂျူဘလီပွဲတော်ကြီးမှာမလုံမဖြစ်တဲ့အရာတစ်ခုရှိပါတယ်။ဘာလဲခွင့်လွှတ်ခြင်းဖြစ်ပါတယ်။နှစ်တရာပြည့်လာပြီအသင်းတော်ထဲမှာပါချီရဲ့နှစ်ချင်းအသင်းတော်ထဲမှာရှိတဲ့ယုံကြည်သူတဦးချင်းတိုင်းမိသားစုချင်းတိုင်းမိသားစုထဲမှာရှိတဲ့လူတွေကိုကျွန်တော်တို့တဦးနဲ့တဦးခွင့်လို့ဖို့အချိန်ဖြစ်တယ်ဂျူဘလီကြီးရဆိုတာဒီဖက်အင်းနဲ့ဟိုဖက်အင်းမတက်တဲ့အရာကိုဒီနေ့လက်ဆက်နှုတ်ဆက်ရမယ့်အချိန်ဖြစ်တယ်ဂျူဘလီဆိုတာစကားမပြောတာနေ့30ရှိပြီနေ့20ရှိပြီဒီနေ့ပြန်ပြောရမယ့်အချိန်ဖြစ်တယ်ကျွန်တော်အသင်းတော်မှာအဲ့လိုမျိုးတဦးနဲ့တဦးခွဲခြားဆက်ဆံတဲ့အရာတွေရှိဒီနေ့ကျွန်တော်ဖျားရှိလူရှိမှာပေါ်ပြပြီးတော့ပြန်ပြီးတော့လက်ဆက်နှုတ်ဆက်ပြီးတော့အသက်တာအတိတ်ကိုဆက်လက်ပြီးတော့ဒီဆောက်သွားဖို့ဂျူဘလီရဲမှာဒါလုပ်ရမယ့်အရာဖြစ်ပါတယ်။ဒါကြောင့်ပါချေနေချင်းတင်းတော်မှာရှိတဲ့ယုံကြည်သူတာသမီတွေညီကောင်မောင်နှမတွေမခေါ်မပြောတဲ့လူတာရှိရင်ခေါ်ပါပြောပါခွင့်လို့ပြီးတော့ကျွန်တော်ဂျူဘလီအလုံးမှာအားလုံးစီလုံးနဲ့ညင်ညွတ်နဲ့ဖျားပေးတဲ့အသက်တာထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့အသက်ရှင်ဖို့ရန်အတွက်ဒုတိယအချက်အနေနဲ့ကျွန်တော်ဖော်ပြလုပ်ပါတယ်တတိယအချက်အနေနဲ့ပုံမပြည့်စုံတဲ့အသင်းတော်ရဲ့တာသနာလုပ်ငန်းကိုဆက်လက်ပြီးတော့တိုးပြီးတော့ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်နှစ်ချင်းတာသနာကအုတ်တုံ
တာသနာဖြစ်တယ်1813ခုနှစ်မှာဆက်ကြီးယူဒတာရောက်ရှိလာတဲ့နောက်ပိုင်းတာသနာလုပ်ငန်းကိုဆောင်ရွက်ကယ်တင်ခြင်းလုပ်ငန်းကိုဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းကိုလုပ်တယ်ပြီးတဲ့အခါမှာနှစ်ချင်းတာသနာကဘာလုပ်တယ်လဲဆိုလို့ရှိရင်ကျောင်းတွေဖွင့်တယ်မစ်ရှင်ကျောင်းဆေးရုံတွေဖွင့်တယ်ကျွန်တော်တို့ဒီနေ့နောက်ဖာတာသနာဝင်းထဲမှာအများကြီးမကြည့်ဘူးနောက်ဖာတာသနာဝင်းထဲမှာကြည့်တဲ့အခါမှာအထက3ဒါကတာသနာကျောင်းဖြစ်တယ်ပြီးကျွန်တော်အခါလာဟုကအခုဘော်ဒါဖွင့်နေတဲ့နေရာကဆေးရုံဖြစ်တယ်လာဟုအဖွဲ့ချုပ်အတွင်းမှုနေတဲ့နေရာကဆေးရုံအုပ်နေတဲ့နေရာဖြစ်တယ်ဆိုတော့တာသနာလုပ်တဲ့လုပ်ငန်းဆိုတာကျွန်တော်ရှေးဘိုးဘေးကချမှတ်ထားတဲ့အရာတွေကလူတူးချင်းစီအတွက်လိုအပ်တဲ့လူမျိုးတစ်မျိုးချင်းစီရဲ့လိုအပ်ချက်ဖို့ဖြိုးတိုးတက်ဖို့အတွက်လိုအပ်တဲ့အရာကိုလှုပ်ဆောင်တဲ့အရာမှန်တမျှတာသနာလုပ်ငန်းဖြစ်တယ်လို့နေ့ချင်းတာသနာထဲမှာကျွန်တော်တွေ့ရမှာဖြစ်ပါနတ်ခမ်းမှာမူဆယ်နတ်ခမ်းမှာကျွန်တော်ဆေးရုံရှိတယ်မော်လမြိုင်မှာအနူဆေးရုံရှိတယ်အနုတာသနာလုပ်ငန်းကိုဆောင်ရွက်တာစိုက်ပျိုးရေးတို့ပညာရေးတို့ဒါမွေးမြူရေးတို့ဂျာမန်ရေးအစအုတ်တုံတာနာကိုနှစ်ချင်းတာသနာကနေစပြီးတော့လှုပ်ဆောင်ခဲ့တာမြေမော်လမြိုင်ဆိုကျွန်တော်ရောက်ခဲ့တဲ့အခါမှာဒီ mission ကျောင်းတွေအများကြီးပဲအမအစိုးရတင်းသွားတာပြီးတော့ပေါင်ဝယ်မှာကျွန်တော်တို့ရှိတယ်အရင်တော့ထက်တန်းကျောင်းအဲ့ဒါလေတာသနာကျောင်းတွေဖြစ်တယ်ဆိုတော့တာသနာအစပြုတဲ့အရာမှာလှုပ်ဆောင်ခဲ့တဲ့တာသနာလုပ်ငန်းတွေကအင်မတန်မှဒါခြေပြန့်တဲ့အရာတွေဖြစ်တယ်ဒါကိုလက်ဆင့်ကမ်းပြီးတော့ကျွန်တော်တို့ဒီနေ့လှုပ်ဆောင်ရမယ့်အရာကဘာလဲဆိုလို့ရှိရင်ကျေးဇူးတော်ချီးမွမ်းပြီးတော့လာမယ့်နေ့တရားလုံးမှာကျွန်တော်တို့ပါချီရဲ့အတင်းတော်အခါနှစ်ချင်းခရိယာအဖွဲ့ချုပ်ပို့ပြီးတော့ဒီအုတ်တုံတာသနာလုပ်ငန်းကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်ဘုရားသခင်ကဒီနေ့ကျွန်တော်တို့ကိုခွန်အားပေးနေတာအမိတ်ပေးနေတာဖြစ်တယ်ကျေးဇူးတော်ချီးမွမ်းပြီးတော့နေ့တရားပြည့်ပြီကျေးဇူးတော်ချီးမွမ်းပြီးပြီလို့ချီးမွမ်းပြီးတော့ပြီးသွားတာမဟုတ်ဘူးဆရာအာရွန်ဒါအစဖြစ်တယ်ဒါပိုအားဆိုင်တာဖြစ်တယ်လာမဲ့တာသနာလုပ်ငန်းမှာပို့ပြီးတော့ဒီထက်ချီးကျယ်ခမ်းနားတဲ့တာသနာလုပ်ငန်းဘက်ဆောင်တောင်းဆောင်တာသနာလုပ်ငန်းကိုတိုးပြီးတော့ဆောင်ရွက်တော်ဖို့ဖြစ်ပါတယ်ဒီနေ့ကောင်းကြီးရည်တွဲနေတယ်တစ်ခုပြီးတစ်ခုရည်တွဲနေတယ်ပညာတတ်တွေအများကြီးဖြစ်လာတယ်ကျွန်တော်ညိုချရေးမှုအထိကျွန်တော်ချီးမြှောက်ပေးတဲ့ဒီအတင်းတော်ကဖျားရဲ့ blessing ကဘယ်လောက်ကြီးတယ်လဲဆိုအဲ့ဒါကိုကြည့်ပါတကယ်ဆိုဆရာကြီးဦးနှဝေတခြားအတင်းတော်ကဖြစ်လဲဖြစ်နိုင်တယ်လေဘာလို့ဒီနေရာမှာဒီနေ့ညိုချရေးမှုဖြစ်လာရတယ်လဲခုနကျွန်တော်ပြောတဲ့ဒါတိုက်ဆိုင်မှုမဟုတ်ဘူးဒါတွေကဒါပထမဆုံးအခါနှစ်ချင်းအတင်းတော်ဖျားသခင်ကောင်းကြီးပေးတဲ့အရာဖြစ်တယ်ရေတွက်ကြည့်ပါတခြားအတင်းတော်နဲ့တခြားအတင်းတော်တွေနဲ့ကျွန်တော်တို့ကွဲပြားခြားနားတဲ့အရာတွေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကောင်းကြီးတစ်ခုပြီးတစ်ခုကျွန်တော်တို့ရေတွက်တထေးတွေဘယ်နှယောက်ရှိမလဲမသိဘူးဒီနေ့ဒီနေရာမှာအာရုံကအဲ့ဒါမဖော်ပြဘူးသူရဲ့တထေးတွေဘယ်နှယောက်ရှိတယ်ဆိုတော့မပြောဘူးသူကပညာတတ်ဒီလောက်ပဲရှိတယ်ဆိုတဲ့ဟာပြောတထေးတွေလည်းအများကြီးရှိမယ်ရာဘာချန်ပိုင်ရှင်တွေရှိမယ်ဟာဒါတခြားပိုင်ရှင်ပါတွေရှိဦးမလဲမသိဘူးကော်ဖီချန်ပိုင်ရှင်ကော်ဖီဆိုင်ပိုင်ရှင်တွေလည်းအများကြီးရှိမှာနိုင်ငံခြားရောက်သွားတဲ့ယူရီးယားရောက်သွားတဲ့လူတွေအများကြီးရှိမှာဖြစ်မှာတခုပြီးတခုရည်တွက်ကြည့်ပြောလို့မကုန်နိုင်အောင်ကြီးမားလွန်းလာတယ်ဒီနေ့အဲ့ဒါတွေကိုကျွန်တော်တို့ကရည်တွက်ချီးမွမ်းရင်းမဲ့လာမယ့်အသက်တာမှာဒီထက်ပိုပြီးတော့ကျေးဇူးတော်ချီးမွမ်းစရာဖြစ်အောင်ကြိုးစားကြရအောင်ကြိုးစားကြဖို့ဖြစ်ပါတယ်ဒီနေ့ချစ်တော်ညီကိုမောင်နှမများခင်ဗျာအခါနှစ်ချင်းအဖွဲ့ချုပ်ထဲမှာပထမဦးဆုံးအခါနှစ်ချင်းအသင်းတော်ဖြစ်ရတဲ့အခွင့်အင်မတန်မှထူးခြားပါတယ်ဒီတာဦးရဲ့ blessing ကိုအခြားလူတွေကိုမပေးပါနဲ့ဆရာအရုံအသင်းတော်ပါချီအသင်းတော်ဒါတာဦးရဲ့တာဦးဖြစ်တယ်တာဦးအသင်းတော်ဆိုတာလေပထမဦးဆုံးတော့အသင်းတော်ကိုတာဦးလို့ပြောတာဘာနဲ့မှမလဲပါနဲ့ယာကုပ်အေးတော်လိုမျိုးပဲဟင်းတစ်ခွက်နဲ့အလဲမလုပ်ပါနဲ့အဲ့ဒီတာဦးရဲ့ယာထုကို
ကောင်းကောင်းမွန်မွန်စုကင်ထားပြီးတော့အခါနှစ်ချင်းခရိယာအဖွဲ့ချုပ်ရဲ့တာသနာကိုဥဆောင်ပါကျွန်တော်ပြောချင်တယ်ဒီလောက်ကြီးတဲ့အတင်းတော်အခါထဲမှာမရှိဘူးလေအခါအတင်းတော်ထဲမှာပထမဆုံးတော့အခါတင်းတော်ဆိုတာအကူကြီးအဖအယာဒီအတင်းတော်ကနေအခါနှစ်ချင်းတာသနာကိုဆက်လက်ပြီးတော့ဥဆောင်သွားဖို့လိုတယ်အလူငွေတွေအများကြီးပေးပါအခါအဖွဲ့ချုပ်ကိုတာသနာပြုတဲ့နေရာမှာအများကြီးထောက်ပံ့ပါဒီတင်းတော်ကဒါကိုလုပ်ဖို့အတွက်ဘုရားသခင်ရွေးချယ်ပြီးကောင်းကြီးပေးထားတာဖြစ်တယ်ကိုအတွက်မဟုတ်ဘူးကိုပါချီရဲ့အတင်းတော်အတွက်ပဲမဟုတ်ဘူးဒီမှာရှိနေတဲ့အတင်းသူအတင်းသားများဒီမှာရှိနေတဲ့အလူငွေတွေအားလုံးဒီမှာရှိနေတဲ့အရာတွေအားလုံးကပါချီရဲ့နေ့ချင်းအတင်းတော်တစ်ခုအတွက်တာမဟုတ်ဘဲနဲ့အခါနေ့ချင်းတာသနာတစ်ခုလုံးအတွက်မြန်မာပြည်နေ့ချင်းတာသနာအတွက်ဒါတွေကိုကျွန်တော်တို့ပေါင်းဝေဆက်ကပ်ပြီးတော့တာသနာကိုလှုပ်ဆောင်သွားဖို့ဖြစ်တယ်ဆိုတာဒါဘုရားကကျွန်တော်တို့ရွေးချယ်ထားတာအလကားမဟုတ်ဘူးနော်ဣတိလလူမျိုးဖြစ်လာဖို့အတွက်လူမျိုးတွေအများကြီးရှိတဲ့နေရာမှာဘာလို့ဣတိလလူမျိုးကိုရွေးချယ်ရတယ်လဲကျွန်တော်စဉ်းစားဖို့လိုတယ်လူမျိုးအများကြီးရှိတဲ့နေရာမှာလူမျိုးမရှိတဲ့ဣတိလလူမျိုးဖြစ်လာမယ်လို့ပြောပြီးတော့ယာကုပ်ကနေကောင်းကြီးပေးပြီးဖြစ်လာတဲ့ဣတိလလူမျိုးဘုရားရဲ့ကောင်းကြီးရွေးချယ်ထားတဲ့လူမျိုးတော်ဒီနေ့ကျွန်တော်တို့အခါလူမျိုးထဲမှာဘာချီရဲ့အတင်းတော်ကိုရွေးချယ်ထားတာအလကားမဟုတ်ဘူးအခါနှစ်ချင်းအတင်းတော်တွေအားလုံးဘက်ဆုံးတောင်းဆုံးတိုးတက်အောင်မြင်ဖို့အတွက်ဘက်ဆုံးတာသနာလုံးငါကိုဆက်လက်ပြီးဥဆောင်ပြီးဘုရားသခင်ရဲ့ဘုန်းတော်ကိုအတူတကွထင်ရှားကြရအောင်ဒီနေ့နှစ်တရာပြည့်ဂျူဘလီတက်ရောက်လာကြတဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြချင်ပါတယ်အရောက်စီတိုင်းပေါ်ဖျားရှိရဲ့ကောင်းကြီးမင်္ဂလာတက်ရောက်ပါစေတော့အာမင်ဂလိုဟမတ်ဒီ